များအီကြကွေးကမာတော်နေတာပဲမနေ့ကအကြံနေလား ဟေးဟုတ်တယ်လေဘာဖြစ်လို့လဲ ဒီနေ့လှုပ်ထားတာမရှိဘူးလား ဒီနေ့လှုပ်ထားတာစားကြည့်ရင်မနှက်ဖြန်မှလာခဲ့ နင်တို့အဖေကိုနင်တို့မျက်နှာကြောင်ပေါင်းနေရတာ စိတ်လျှော့ပါအမေရဲ့ဒါနဲ့ဘာဟင်းချက်လဲ နင့်ဖေကြိုက်တဲ့ဝက်သားစီပြန်လေ အမဲသားဟင်းနဲ့စားလို့လားမသိဘူးသွားတွေရားလိုက်တာအဖွားဘာလို့တားချက်ဥတော်တွေအကုန်စားလိုက်တာလဲ လူလိုနားမလဲဘူးလားစောက်ကလေးငါ့ကိုစောက်ရက်ခွဲနေတာလား တအိမ်လုံးပြောမရဆိုမရနဲ့မိုက်ရိုင်းနေတဲ့ကောင်ကဂိမ်းဆော့ဖို့ကြစောစီခွင့်တောင်းလိုက်အောင်မယ်တဲ့ အဖိုးရကျွန်တော်တို့မှာကားလေးတစ်စီးလောက်ရှိရင်ကောင်းပါပဲ ငါလုံးမသားရဲ့စိတ်ကူးရင်တာပဲ10စီးလောက်ရှင်လိုက်တော့လီးဖြစ်မှာမလို့လား အဖွားကျောင်းမှာဆရာမကတားကိုမေးခွန်းတစ်ခုမေးတယ်တားပဲဖြေနိုင်တယ်တလား ဂုံယူလိုက်တာသားရဲ့ဘာမေးခွန်းမို့လို့လဲ ဒီနေ့အိမ်စာမလောက်လာတဲ့သူဘာတူလဲတဲ့ ဒီကလေးတော့တောက်ပတ်ပဲငါအဟုတ်မှတ်လို့နားထောင်နေတာအဖိုးကြီးညတအားကြမ်းတယ်နော်အခုကြောက်သေးပေါက်တာဆက်နေတယ် တောင်ကြပန်းအစွန်းအံ့မခံပဲလေအသက်ကြီးပေမဲ့မပြက်စီးသေးဘူး